容易上没事，该几页？阿爷，能帮拿的多，多买一啊，这个里。这个里，抽里，yes。七三一元，一五手，后面了不，就一有没？ဒီအမပါအားလုံးအတိုင်း40အရင်ထိုးမယ်ဒီနေ3 4 5 6 9 10 9 10 11 12 13 14 15 16 19 14 19 20 34 35 36 39 40 39 39ပြီးရရင်39ဒီ39နေရာမှာရင်ဦးဆုံးချိတ်အလေးနဲ့ခဏမှတ်ရမယ်39ပြီးရရင်နောက်ထပ်39ပြီးရင်နောက်ထပ်3အထပ်ပါအားလုံး42တိုင်42တိုင်ပြီးရရင်sorry စောတော့ဒီမှာချိတ်အမှတ်ရတဲ့နေရာမှာအဲ့ဒီအောက်မှာအတိုင်းတပတ်ရတင်တိုင်အားလုံး4တိုင်ရင်ဒီနေ့3 4အားလုံးပေါင်းဒီဖုမီ3အထိုးရပါဆိုလို့ရှိရင်အားလုံးပေါင်း1 2 3 4 5အပ်ပြီးရရင်နောက်ဆုံးတစ်တိုင်6တိုင်ယူရမယ်တိုင်6တိုင်ယူမယ်အတွက်ကြောင့်မို့လို့ဒီမှာဖုမီနဲ့အတိုင်နဲ့ထိုးရတဲ့ဒီအတိုင်ကြားထဲမှာအတိုင်နောက်ထပ်တစ်တိုင်ကိုထပ်ယူမှာဘာဖြစ်လို့လဲဆိုတော့ဒီမှာတပေါက်ထဲမှာအတိုင်6တိုင်ထိုးရတဲ့ခါကျရင်ဒီလိုကွင်းကြီးကအကျယ်ကြီးဖြစ်နေတဲ့ခါကျရင်အိတ်ထိုးတဲ့အိတ်ရဲ့အောက်ခြေမှာဒီလိုအပေါက်အကျယ်ကြီးတစ်ဖြစ်နေမှာအဲ့ဒီတော့ကြောင့်မို့လို့ဒီအတိုင်3တိုင်နဲ့ဒီဘေးကအတိုင်တစ်တိုင်ရဲ့အလဲကြားထဲမှာအတိုင်တစ်တိုင်ထပ်ယူမယ်တိုင်ယူပြီးပါလို့ရှိရင်သူရဲ့ဒီဘေးမှာအားလုံး30နဲ့စစ်တိုင်ဒီနေ3 4တပေါက်တစ်တိုင်ယူရမယ်5 6 9 10 9 10 11 12 33 34 35 36 30 30ပြီးနောက်ဆုံး30အမြောက်မှာ30အမြောက်မှာအတိုင်း5တိုင်ယူနေ3 4 5တိုင်ယူပြီးလို့ရှိရင်ဒီ
ဒီဘက်ထိုးခဲ့တယ်လို့ဒီလိုအတိုင်လိုမျိုးပဲဒီအတိုင်လိုမျိုးပဲဒီမှာဒီနှစ်ခုကြားထဲမှာအတိုင်တစ်တိုင်ပြန်ယူမယ်နော်ဒီမှာ1 2 3 4 5တိုင်ရဲ့တစ်တိုင်နဲ့2တိုင်နဲ့ဒီအလဲကြားထဲမှာအတိုင်ပြန်ယူမယ်တစ်တိုင်အားလုံးပေါင်း6တိုင်ဖြစ်သွားရင်ဒီဘက်ချမ်းလိုမျိုးပဲတစ်ပေါက်တစ်အပ်ဒီ6တိုင်ဒီကြားထဲကအမှမယူဘူးเนาะဒီဘေးကဆုံးသွားဒီမှာ1 2 3 4 5 6အပ်ရဲ့ဒီဘက်ဘေးကအပေါက်မှာတစ်တိုင်တစ်ပေါက်တစ်အပ်စီယူရမယ်နော်ဒီလိုမျိုး1 2 3 4 5 6တိုင်ပြီးသွားရင်ဒီမှာတစ်ပေါက်တစ်အပ်စီဒီအစုံထိဒီဖုန်မီထူရတဲ့ဒီအတိုင်ထိကိုဒီအတန်းထိကိုယူပါမယ်အလုံး39တိုင်မှာဒီနောက်ဆုံးအား39တိုင်ပြီးရရင်ဒီမှာဒီဖုမီ3အရဲ့ထိတ်ဆုံးအမှာစကောနဲ့တက်မယ်စကောနဲ့တက်ပြီးရရင်နောက်ထပ်တစ်ဆင့်မှာကြာလို့ရှိရင်အတိုင်နောက်ထပ်အဆင့်မှာဖုမီ2အပြီးရရင်ဒီဖုမီထူရတဲ့ဒီအပေါက်မှာပဲအတိုင်2တိုင်ဒီนี่မှာဖုမီထူရတဲ့အပေါက်မှာပဲ2တိုင်အဲ့ဒီလိုပဲဒီပတ်လဲ6ဒီအထိ1 2 3 4 5တိုင်ဒီဟာနဲ့ဆိုရင်1 2 3 4 5တိုင်နော်ဒီนี่ဆိုတပေါက်တအား5ခါအဲ့တပေါက်2အားတပေါက်မှာ2တိုင်5ခါအလုံး6ခါ6အားမှာ1 2 3 4 5 6မှာ6အစုံရွာရင်နောက်မှာတပေါက်တအား1 2 3 4 နော်39အားပြီးသွားလို့ရှိရင်ဒီမှာပြီးမှာ2အားတပေါက်ထဲမှာ2အားယူမယ်ဒီတပေါက်တော့မှ2အားယူတာတဲ့နေရာကိုမှတ်ရမယ်ဒီအလေးနဲ့မှတ်မယ်ပြီးရင်ဒီမှာအားလုံးတပေါက်ထဲမှာ2အား6ခါနေ6
1 2 3 4 5 6ခါ6ခါထိုးရရင်ဒီမှာတပေါက်တအားတစ်ခါပြန်ထိုးမယ်အားလုံး30နဲ့ခွန်နေ3 4 5 6 ခွန်30ခွန်ထိုးရရင်ဒီမှာတခါစကောနဲ့ပြန်တက်မယ်ပြီးသွားလို့ရှိရင်အတူလိုပဲဒီဘေးပေါက်မှာဖုန်မီ3အားဖုန်မီ2အားပြီးရင်တတိုင်းဖုန်မီတတိုင်းအုတ်အတိုင်းတရစ်တင်တိုင်းတတိုင်းပြီးရင်တပေါက်ရမှာ2တိုင်းအားလုံး6ခါပြန်ယူမယ်မှာတအားတတိုင်းနောက်တစ်ပေါက်မှာ2တိုင်းဒီလိုမျိုးတစ်ပေါက်ဒီတတိုင်း2တိုင်းတတိုင်း2တိုင်းဒီလိုမျိုး6ခါဒီအထိယူရမယ်ပြီးရင်ဒီမှာတတိုင်းပြီးရင်ဒီမှာ2တိုင်းအတိုင်းပွားဒီမှာအတိုင်းပွားယူမယ်ပြီးရင်ဒီမှာတတိုင်းပြီးရင်နောက်တစ်အပ်မှာအတိုင်းပွားပြီးရင်ဒီမှာတတိုင်းနောက်တစ်အပ်မှာအတိုင်းပွားဒီမှာတတိုင်းနောက်တစ်အပ်မှာအတိုင်းပွားမှာ1 2 3 4 5 6ပြီးသွားလို့ရှိရင်ဒီမှာတပေါက်တအားပြန်ယူမယ်တပေါက်တတိုင်းပြီးသွားရင်ဒီမှာတပေါက်တအားယူပြီးသွားရင်ဒီမှာမှတ်ထားတဲ့စစောတုံးကတပေါက်ထဲမှာ2အားအတိုင်းပွားယူထားတဲ့အပေါက်မှာအတိုင်းတအားပြီးရင်နောက်တစ်ပေါက်မှာအတိုင်းပွား2အားအဲ့တော့စဝတိမှာတပေါက်ယူရတာသူကဒီနေရာကိုအနေမှတ်ထားလိုက်မယ်ပြီးရင်တအားနောက်တစ်ပေါက်မှာ2အားတအားနောက်တစ်ပေါက်မှာအတိုင်းပွား2တိုင်းပွားတစ်ခါ2ဒီမှာတအား
မှာနှစ်အပ်ပြီးသွားရင်ဒီမှာတပေါက်တစ်အပ်တပေါက်တစ်တိုင်းတပေါက်တစ်တိုင်းပြီးသွားရင်ဒီမှာတစ်ခါဆက်ကော်နဲ့တက်မယ်ဆက်ကော်နဲ့တက်ပြီးသွားလို့ရှိရင်ဆက်ကော်နဲ့တက်ပြီးသွားရင်ဖုမီနာအားပြီးရင်ဒီမှာတပေါက်တအနှစ်တိုင်းပြီးသွားရင်တိုင်ပွားနောက်တတပေါက်တအနှစ်တိုင်းဒီမှာအတိုင်ပွားတစ်ခါအားလုံး6ခါဒီนี่ပြီးရင်ဒီမှာတိုင်ပွားပြီးရင်ဒီမှာဒီนี่နောက်တစ်ပေါက်မှာအတိုင်ပွားပြီးသွားရင်6ခါပြီးသွားရင်ဒီမှာအရင်အတိုင်းပဲတပေါက်တစ်ထိုင်ပြီးသွားရင်ဒီနေရာရောက်လို့ရှိရင်တစ်ခါတအားနာအားပြီးရင်နောက်တစ်ပေါက်မှာအတိုင်ပွားတစ်ပေါက်ထဲမှာနာအယူတယ်အတိုင်ပွားယူမယ်ဒီမှာတအနှစ်အဒီမှာတစ်ပေါက်ထဲမှာနှစ်အဒီလိုမျိုး6ခါယူမယ်ဒီမှာဒီနေရာမှာချိတ်အလေးနဲ့မှတ်ပြီးမှာတစ်ပေါက်ထဲမှာတအနှစ်ခါပြီးရင်တစ်ပေါက်ထဲမှာနှစ်အတစ်ခါတပေါက်ထဲမှာတအားနှစ်ခါ6ခါထိုးပြီးသွားရင်ဒီမှာတပေါက်ထဲမှာတအားတပေါက်တစ်တိုင်းစီပြီးရင်39တိုင်ပြီးသွားရင်ဒီမှာစကောနဲ့လက်တတ်မယ်ပြီးသွားလို့ရှိရင်ဒီမှာဒီအားလုံးရဲ့အစုံရောက်ရင်ဒီမှာဒီအတိုင်းမှာစကောနဲ့တတ်မယ်ပြီးရင်ဒီနေ3 4အယူပြီးသွားရင်ဒီအပေါက်မှာမျိုးပဲနဲ့ဒီတစ်ပေါက်မှာတစ်ပေါက်ချပြီးတော့အတိုင်းယူမယ်ပြီးသွားရင်ဖို့မီတာပြီးရင်ဒီမှာတစ်ပေါက်ချဒီမှာတိုင်ယူမယ်
ပြီးသွားရင်ဖို့မီတအားတပေါက်ချတိုင်ယူမယ်မဖို့မီတအားဒီတပေါက်ချဒီမှာအတိုင်ယူမယ်ပြီးသွားရင်ဒီမှာဆုံးအဖို့မီလေးအထူရစီမှာဒီနေ့3အမြောက်မှာစက်ကောနဲ့တက်မယ်3အမြောက်မှာစက်ကောနဲ့တက်ပြီးရလို့ဆိုရင်အရင်တော့လိုပဲဖို့မီဒီအစိလိုကဖို့မီလေးအပြန်ယူမယ်နေ့3လေးဖို့မီလေးအပြန်ယူပြီးသွားရင်ဖို့မီလေးအပြန်ယူပြီးသွားလို့ဆိုရင်ဒီဒုတိယအဆင့်မှာရှိတဲ့ဒီအတိုင်ရဲ့တက်တဲ့အပေါင်းမှာတိုင်ပြန်ယူမယ်ဒီဖို့မီတအားဒီလိုပဲတိုင်တဲ့မှာအတိုင်ပြန်ယူမယ်ဖို့မီတအားဖို့မီတအားတိုင်အဲဒီလိုပဲပတ်လက်ပြန်ထူရမယ်ဖို့မီတအားတိုင်ဒီအတိုင်ရဲ့အမှာပဲအတိုင်ပြန်ယူမယ်အဲဒီလိုမျိုးပတ်လေဒီအထီစောလိုမျိုးပဲဖို့မီတအားအတိုင်ဒီအထီပြန်ယူခဲ့မယ်နော်ဖို့မီတအားအတိုင်ဒီလိုအဆုံးထိထိုးရပြီအဆုံးမှာပဲအရင်အတန်းလိုပဲဖို့မီတအားနဲ့ပြီးလို့ရှိရင်1 2 3အမြောက်မှာစက်ကောနဲ့တခါပြန်တက်မယ်နော်အဲဒီလိုပဲနောက်တစ်ဆင့်မှာလဲ1 2 3 4ဖို့မီလေးအားဒီအတိုင်မှာပဲအတိုင်တစ်ခါပြန်ယူမယ်ပြီးရင်ဖို့မီတအားပြီးရင်ဒီမှာအတိုင်တစ်ခါပြန်ယူမယ်ဖို့မီတအားအတိုင်အဲဒီလိုပဲအစင်း20အထိထိုးရမယ်အစုံရောက်လို့ရှိရင်ဒီထိုးရပြီးပတ်လက်ထိုးရပြီးဒီလိုအစုံရောက်တဲ့နေရာကြာလို့ရှိရင်အတိုင်ဖို့မီတအားဒီမှာဖို့မီတအားထိုးပြီးရလို့ရှိရင်ဒီဖို့မီရဲ့1 2 3အမြောက်မှာစက်ကောနဲ့တခါလက်ပြန်တက်မယ်အဲဒီလိုမျိုးဒီမှာပါဒီဟာကတော့20နဲ့အောက်အတန်း20ထိုးရတာပေါ့နော်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20တန်း20ထိုးပြီးရလို့ရှိရင်ဒီကျိုးဒီထဲကိုအညီမှာကျိုးဖြတ်ပြီးဒီမှာတက်လာတဲ့ဒီနေရာပေါ့နော်ပြီးွားရင်အားလုံးဒီလိုရင်းကြည့်မယ်1 2 3 4 5 6 9 10 9
30 31 32 14 15 16 19 20 19 20 21 22 23 24 25 26 29 30 29 30အဲ့ဒါဒီ30ဒီလိုချိန်အနဲ့ဒီမှာတခါဒီဘက်မှာတခါမရမ်းပြီးရင်ဒီအတန်းကိုဒီမှာအလုံးဒီဘက်ထိပ်နဲ့ဒီဘက်ထိပ်ပြီးရင်ဒီကျိုးဒီမှာမှတ်ရတဲ့ကျိုးနဲ့အတန်းတဲ့အညီယူမယ်ဒီဘက်မှာလည်းတူတူပဲဒီမှာမှတ်ရတဲ့ကျိုးဒီမှာအတန်းတဲ့ပြီးသွားရင်အလုံးဒီဘက်ထိပ်ဒီဘက်ထိပ်မှတ်ရတဲ့အတွက်ပြီးလို့ဆိုရင်နေလေး6 10 17ဒီနေရာမှာချိန်နဲ့တစ်ခါလာမှတ်မယ်ပြီးရင်ဒီမှာနေ4 6 10 17ဒီမှာလာမှတ်မယ်အလုံးအလဲမှာနေ4 6 10အချနာမယ်နော်ဒီဘက်17အစီမှတ်ပြီးရင်ဒီလိုပဲဒီဘက်မှာလည်းအညီမှာလေးဘက်လီအစီဒီမှာမှတ်ပြီးရမယ်မှတ်ပြီးရလို့ဆိုရင်ဒီဘက်17အလဲမှာ10ပေါက်1 2 3 4 5 6 9 10ပေါက်ဒီမှတ်ရတဲ့ကျူဝိုင်းရင်အပေါက်ကြီးပဲဟိုအပေါက်ကိုပဲကြီးရိုက်ပေါ့နော်1 2 3 4 5 6 9 10 17ဒီမှာတစ်ခါမှတ်မယ်ပြီးရင်1 2 3 4 5 6 9 10 17ဒီမှာတစ်ခါမှတ်အတရရင်စထူမယ်အဲ့ဒီကျူမှတ်ပြီးပါလို့ဆိုရင်ဒီအလဲကကျူကတော့မယူတော့ဘောနော်အလဲကမှတ်ရတာဟာကိုဖြုတ်လိုက်မယ်လေကမှတ်ရတာဟာကိုဖြုတ်ပြီးပါလို့ဆိုရင်စောစောတော့ဒီမှာမှတ်ရတယ်အတန်းဒီတန်းနဲ့စထူမယ်မှတ်ရတဲ့စီအရင်အတိုင်းနေရာရင်ပဲကျိုးယူမှာအတိုင်းနေရာရင်ကျိုးယူမယ်ပြီးရင်ဖုန်မီတအားနာဖုန်မီနဲ့အယူပြီးရလို့ရှိရင်ဒီဘေးမှာအတိုင်းယူမယ်သူဟာကဒီလိုတစောင်းနဲ့တစောင်းပဲဖြစ်သွားမှာဖြစ်တဲ့အတွက်အတိုင်းတစင်ဒီလိုစောင်းပြီးတော့အပေါ်တက်သွားရမယ့်အတွက်ကြောင့်မလို့ဒီဘေးရဲ့ဖုန်မီယူရတဲ့အတိုင်းမှာအတိုင်းမပြန်ယူဘဲနဲ့ဒီဘေးအတိုင်းမှာအတိုင်းပြန်ယူပြီးလို့ရှိရင်ဖုန်မီတအားအတိုင်းတစ်တိုင်း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 มีแต่တိုင်းတထိုင်
ဖို့မိတဖို့မိတအတိုင်းတိုင်းစီထိုးခဲ့ပြီးသွားလို့ဆိုရင်နောက်ဆုံးမှာဖို့မိတအတိုင်းတိုင်းဒီမှာဒီအနဲ့ဒီအနှစ်အကြမ်းမယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဒီမှာနှစ်အောက်ကိုဖြုံးမယ်အဲ့မှာဖို့မိတအတိုင်းတိုင်းယူပြီးသွားလို့ဆိုရင်ဒီဖို့အတိုင်းယူရတဲ့အတောင်ကိုမတက်ပဲနဲ့ဒီမှာနောက်ထပ်ဒီဘေးကအတိုင်းမှာတိုင်းတိုင်းပြန်ယူမှတခါတယ်နော်ခါရဲပြန်ယူပြီးတော့ဒီနှစ်တန်းလုံးကိုဒီမှာဒီဘက်မှာဒီအတိုင်းမှာမတက်ပဲနဲ့ဒီနှစ်အချန်လာတယ်ပြီးလို့ဆိုရင်တအပ်ရစ်မယ်ပြီးလို့ဆိုရင်နောက်တစ်ပေါက်မှာတအပ်ရစ်တိုင်းတိုင်းထပ်ယူမှာတအရစ်တိုင်တိုင်းယူပြီးသွားလို့ရှိရင်တအရစ်တိုင်ထိုးသလိုနှစ်ပင်တက်မယ်ပြီးရင်ဒီမှာ3ပင်ကျန်မယ်ဒီ3ပင်လုံးကိုတစ်ခါတည်းဒီမှာတက်ထည့်မယ်မှန်နော်ပြီးသွားလို့ရှိရင်ဖို့မီနှစ်အယူပြီးသွားလို့ရှိရင်နောက်တစ်စင်းမှာလူလှဲမယ်လဲပြီးသွားလို့ဆိုရင်တူပဲဒီဖို့မီထိုးရတဲ့ဒီအတန်းမှာအတိုင်းပြန်မယူပဲနဲ့ဒီဖေကအတန်းမှာအတိုင်းတရစ်တင်တိုင်ပြန်ယူပြီးရင်ဖို့မီတအားတိုင်းတိုင်းဖို့မီတအားတိုင်းတိုင်းဒီလိုပဲထိုးခဲ့ပြီးသွားလို့ရှိရင်ဒီမှာစောကအတိုင်းယူရတဲ့အနော်ပြီးသွားရင်ဖုံးမီတက်အဒီမှာအတိုင်းတိုင်းအဒါကိုအတိုင်းယူမယ်ပြီးသွားလို့ရှိရင်နောက်ထပ်ဒီမှာအတိုင်းယူရတဲ့အမှာတစ်ခါအတိုင်းပြန်ယူမယ်ဒီဖုံးမီယူရတဲ့အစီကိုမတွားတော့ဘူးเนาะဒီအတိုင်းယူရတဲ့အစီကိုပဲတစ်ခါပြန်လာမယ်စောအဆင့်လို့ပဲဒီအတိုင်းမတက်ဘူးမတက်ပဲနဲ့ဒီမှာတစ်ခါလက်ပြန်ထိုးမယ်ထိုးပြီးသွားလို့ရှိရင်ဒီတစ်ခါနှစ်အတက်ပြီးအောင်စင်ကျန်တဲ့3ပင်ကိုတစ်ခါတည်းပြန်တက်မယ်ပြီးသွားလို့ရှိရင်ဒီလိုပဲနောက်တစ်ဆင့်မှာလဲဖို့မီနှစ်အဒီမှာကြည့်နော်ဒီမှာပထမအဆင့်ကထိုးရတဲ့ဖို့မီနှစ်အကိုဒီဘက်အတိုင်းမှာလက်တက်လာတယ်ပြီးတော့ဒုတိယအဆင့်မှာဟိုဘက်ပြန်လာတဲ့စီမှာလဲဒီဘက်ဒီအတန်းမှာပဲအတိုင်းယူရတယ်ဒီဘက်ပြီးမှကိုဒီဖို့မီအတန်းမယူပဲနဲ့ဒီအတိုင်းရဲ့အတက်မှာပဲတစ်ခါပြန်ယူပြီးဒီဘက်အတန်းနဲ့ဒီဘက်အတိုင်းနဲ့ဒီမှာလက်တက်လာတယ်နော်ပြီးလို့ရှိရင်ဖို့မီနှစ်အပြန်ထိုးမယ်ထိုးပြီးသွားလို့ရှိရင်ဒီလိုပဲဒီပထမအဆင့်လိုပဲဒီဒုတိယအဆင့်မှာလည်းဖို့မီနှစ်အယူဒီမှာအတိုင်းယူပဲနဲ့ဒီဘက်မှာအတိုင်းတိုင်းပြန်ယူမယ်အဲ့ဒီလိုပဲအဆင့်လေးတစ်ဆင့်ပြီးတစ်ဆင့်ထိုးရမှာပေါ့နော်ဖို့မီတအားမှာအတိုင်းဖို့မီတအားဒီမှာတိုင်းဖို့မီတအားဒီမှာတိုင်း မှာတိုင်းယူမယ်ပြီးရင်ဟိုအစစ်လေးလိုပဲမတက်ပဲနဲ့ဒီအတိုင်းမှာတ
တခါအတိုင်းလည်းပြန်ယူမယ်ပြီးရင်ဒီမှာတခါလည်းတတ်မယ်ပြီးလို့ရှိရင်ဖုံမီ2အားပြီးရင်ဒီဘက်မှာလှည့်မယ်လှည့်ပြီးရင်နောက်ထပ်အပေါင်းမှာအတိုင်းယူအဲ့ဒီလိုမျိုးအဆောင်လေးထိုးသွားပြီးလို့ရှိရင်ဒီမှာကတဆောင်ပုံစံထိုးသွားပြီးလို့ရှိရင်ဒီအစစ်မှာပခုံးတင်လို့ရတဲ့နေရာအထိကိုထိုးရမယ်ပခုံးတင်လို့ရမှာ1 2 3 4အ5အဆို1 2 3 4ပေါက်ပေါ့နော်ဒီဘေးနှစ်ပေါက်မပါပေါ့အားလုံးအတိုင်9တိုင်ဖြစ်တဲ့အထိကိုထိုးရမယ်တိုင်9တိုင်ဖြစ်တဲ့အထိထိုးရမယ်1 2 3 4 5 6 9 10 10စင်ပေါ့နော်အားလုံးဒီအောက်စီကအောက်ခြေကရင်ဒီအတန်းအရင်1 2 3 4 5 6 9 10 10စင်ထိုးပြီးသွားလို့ရှိရင်ဖို့မီ10စင်ထိုးပြီးတော့9တန်းမချက်မယ်ပြီးလို့ရှိရင်နောက်တစ်စင်မှာဖို့မီ4အပ်1 2 3 4အပ်ဖို့မီ4အပ်ယူပြီးသွားလို့ရှိရင်ဒီဘေးမှာအတိုင်းတစ်ထိုင်ပြီးရင်ဖို့မီတအားနောက်တစ်ထိုင်ဖို့မီတအားအတိုင်းတစ်ထိုင်ဖို့မီတအားအတိုင်းတစ်ထိုင်ဒီမှာဒီအတိုင်းထိုးရတဲ့အထီကိုထိုးရမယ်အားလုံး1 2 3 4အပြီးသွားလို့ရှိရင်ဖို့မီ4တိုင်ပြီးရင်လှည့်ပြီးတော့ဒီဘက်မှာအတိုင်းတစ်တိုင်ပြန်ယူပြီးရင်ဖို့မီတအားတိုင်းတစ်တိုင်ဖို့မီတအားတိုင်းတစ်တိုင်ပြီးရင်ဖို့မီတအားစောတော့ဒီမှာအတိုင်း4တိုင်ယူရတယ်အတိုင်း4တိုင်ယူရတဲ့စီမှာပထမဒီမှာတအားဒီမှာတအားဒီဒုတိယအမှာနော်အတိုင်း4တိုင်ယူရတယ်ဟိုဖို့မီ4တိုင်ယူရတယ်1 2 3 4တိုင်ယူရတဲ့စီမှာဒီဒုတိယမှာအတိုင်းတစ်ထိုင်ထပ်ယူမယ်အားလုံး1 2 3 4 5တိုင်အဲ့ဒီ5တိုင်ကို14စင်သို့မဟုတ်15စင်ထိုးရမှာပေါ့နော်2 3 4ပြီးရင်ဒီမှာတိုင်ဖို့မီတအားအတိုင်ဖို့မီတအား1 2အတိုင်တစ်တိုင်2 3 4ဒီလိုမျိုးအားလုံး1 2 3 4 5အဲ့မျိုး5အ14စင်ထိုးရမယ်သူရဲ့ဒီကိုရတဲ့နေရာရောက်တဲ့အထိကိုဟိုဘက်နဲ့ဒီဘက်ဒီလိုအချွန်တက်ရအောင်ဒီမှာဒီအရင်17စင်ဒီအရင်ဒီအထိကို14စင်ထိုးခဲ့မယ်ပြီးလို့ဆိုရင်ဒီဘက်မှာလည်းအဲ့ဒီလိုပဲတက်မယ်တက်ပြီးွားရင်ဒီတစ်ခုမှဒီမှာလက်စုံမှာပေါ့နော်ဒီဘက်မှာလည်း14စင်ထိုးပြီးွားပြီးဒီလိုပုံစံနဲ့နှစ်ဖက်ပြည့်ပြီးွားပြီးဆိုရင်ဒီလိုအကွင်းလေးဖြစ်သွားမယ်ပြီးလို့ဆိုရင်ဒီမှာအနာတက်ဖို့ဒီထိုးရတဲ့ဒီအစုံဝိုင်းရင်ပတ်လဲဒီပတ်လဲကို
အတိုင်တုံနဲ့အနာတတ်ပတ်လေကိုရင်ဦးဆုံးဖို့မီတအားယူမယ်ယူပြီးရလို့ရှိရင်ဒီမှာအတိုင်ထိုးရတဲ့အတန်းမှာတိုင်တူဒီနှစ်ပြီးရင်နောက်တစ်ပေါက်မှာနာတပေါက်စီကိုနှစ်အစီထိုးရမယ်တပေါက်စီနှစ်ဒီ14စင်အထိထိုးပြီးသွားလို့ရှိရင်ဒီဘက်ဘေးမှာတအားဒီနေရာမှာတအားပြီးရင်ဒီမှာဒီ green လေးမှာကြတော့အတိုင်စီးတဲ့စီမှာနှစ်အယူမယ်ဒီအလဲမှာတအားမှန်ပြီးတော့ဒီမှာရောက်တဲ့ခါကြလို့ရှိရင်ဒီအလဲမှာတအားပြီးလို့ရှိရင်ဒီမှာပုံမီတာမှာတအားပြီးလို့ရှိရင်ဒီမှာတအားယူပြီးရင်ဒီမှာအတိုင်ယူရတဲ့စီမှာနှစ်ပြီးရင်ဒီအစုံရောက်လို့စင်တယ်အဲ့ဒီလိုပဲဒီမှာတအားပြီးရင်ဒီနေရာမှာတအားယူပြီးရလို့စင်ရင်ဒီအလဲအပေါင်းမှာတအားပြီးရတဲ့ခါကြားလို့စင်ရင်ဒီမှာခြံလာတဲ့ဒီအလဲနေရာမှာဆိုလို့စင်ရင်နာအားတအားဒီပြီးမှတအားဘာဖြစ်လို့လဲဆိုတော့ဒီမှာဖို့မီတအားအတိုင်တတိုင်းအဲ့ဒီလိုပဲဒီမှာအတိုင်တူတတိုင်းဒီမှာအတိုင်တူတတိုင်းတအားစီပဲယူရမှာပြီးရင်ဒီနေရာမှာတအားဒီမှာတအားအဲ့ဒီလိုပဲဒီဘက်ထိုးခဲ့တယ်လို့ပဲဒီဘက်မှာပြန်ထိုးမယ်ဒီအစုံထိထိုးရခဲ့အစုံထိဒီဘက်ချမ်းထိထိုးရပြီးပါမယ်တပေါက်တော့မှနှစ်အားပြီးသွားလို့ရှိရင်ဒီနှစ်ခုကိုစမ်းမယ်ဒီနှစ်ခုကိုစမ်းမယ်ဆိုရင်ကျိုးကိုဒီမှာဒီနှစ်ခုစမ်းမယ်အတွက်ကြောင့်မလို့ကျိုးကိုဒီမှာဒီလိုမှောက်မယ်တစ်ဖက်လဲပြီးတော့အစုံထိထိုးပြီးသွားလို့ရှိရင်ဒီမှာဒီနှစ်ခုကိုဒီပတ်ချမ်းနှစ်ခုကိုစမ်းမယ်ဖြစ်တဲ့အတွက်ကြောင့်ဒီဘက်ကထိုးရတဲ့ဒီအရင်အမှာချီယူမယ်ပြီးသွားလို့ရှိရင်
ဒီမှာနှစ်ပင်ဖြစ်နေတယ်ဒီနှစ်ပင်ဖြစ်တဲ့ထဲမှာတပင်နဲ့ဟုတ်ပဲဒီမှာဒီပုံစံနှစ်ပင်ဒီလိုအပြင်ဘက်ကိုဘတ်ချာမဟုတ်ဘဲနဲ့ဒီဘက်အပြင်ဘက်ချာကနေပြီးတော့အတအကိုယူမယ်ခြေတပင်ပဲယူမယ်နော်ခြေတပင်ကိုယူမယ်ပြီးရင်ဒီဘက်ချာမှာနှစ်ပင်စီးတယ်ဒီဘက်ချာဟာအောင်ကြတော့ကိုဘက်ချာကခြေပင်နဲ့နေရာမှာဒီခြေပင်ကိုယူမယ်ပြီးရင်စက်ကော်နဲ့တက်မယ်အဲ့ဒီလိုပဲနောက်တစ်အပ်လဲဒီဘက်ချမ်းကတမြင်ဒီဘက်ချမ်းကခြေတမြင်အဲ့နှစ်ခုကိုတစ်ခါဒီမှာစက်ကော်နဲ့တက်မယ်ပြီးရင်မှာခြေနှစ်ခုကိုစက်ကော်ခြေကတစ်ချမ်းစီပဲယူရမယ်ဆုံးသွားရင်ဖွမီတအားပြီးသွားရင်ဖွမီတအားယူပြီးရင်ဒီဘက်မှာတေနေတပေါင်းနှစ်အစီပြန်ထိုးမယ်ခွေးနဲ့မှနှစ်အားဒီဘက်ကွင်းမှာနှစ်အားကွင်းနဲ့မှနှစ်အားဝင်းထဲမှာနှစ်အပ်ပြီးသွားလို့ဆိုရင်ဒီနေရာရလို့ဆိုရင်ဒီမှာတအပ်ပြီးလို့ဆိုရင်ဒီအပေါင်းမှာဖုမီတအပ်ပဲယူရတဲ့အတွက်ဖုမီတအပ်မှာတအပ်အတိုင်မှာတအပ်ဖုမီမှာတအပ်ဒီကွင်းမှာအတိုင်မှာတအပ်ဒီလိုမျိုးပဲထိုးရမယ်ဒီလိုခွင်းရောက်လို့ရှိရင်နှစ်အားတစ်ပေါက်တစ်ခွင်းထဲမှာနှစ်အားအဲ့ဒီလိုဒီမှာထိုးရတဲ့ဒီအစုံအထီးကိုဒီမှာလက်တတ်မယ်ဆုံးမတတ်မယ်တက်ပြီးရရင်ဒီခြေစားတွေကိုဒီခြေစားတွေကိုဒီအတန်းရဲ့ထဲမှာပဲတစ်ခါပြန်တတ်မှာ
ဒီထီလောက်တက်ခဲ့ပြီးသွားလို့ရှိရင်နောက်တစ်ခါဒီဘက်ချောင်းကိုတစ်ခါတကွင်းကြော်ပြီးတော့တစ်ခါဒီမှာလည်းပြန်တက်မယ်ဒီလိုလုပ်ပြီးပါလို့ဆိုရင်ဒီမှာကြိုးတဲတဲလုပ်ပြီးချီစားပြတ်မယ်ဒီလိုပဲအစားတွေကိုတောက်ရမယ်